ဘော်ဂီတွင်းနဲ့ပေါက်ကြီးများကိုချင်းကက်ခြင်းအစိတ်ခတ်ထားတဲ့ပေါက်ကြီးခင်ဗျားတစ်ခါလေမှစဉ်းစားမိလားနိုင်မသေးချာနဲ့အသိကြီးတသိန်းဟာပေါက်ကြီးကြမှာဘာကြောင့်ဒီလောက်ထိပေးထားရလဲဆိုတော့ဒါဟာခင်ဗျားကိုဒိုင်ကနေပြီးတော့ဖိတ်ခေါ်ထားတဲ့အစိတ်ခတ်ထားတဲ့ပြားရည်တစ်ခွက်ဖြစ်နိုင်ပါတယ်ဒီနေ့မှာတော့ဘော်ဂီတွေဘလို့ပရိယယ်နဲ့ခင်ဗျားကိုလဲသားတတ်လဲဆိုတော့ဖွေရှာသွားမှာပဲဖြစ်ပါတယ်ဒိုင်နေရဲ့ပထမဆုံးလဲခွက်က first favorite လို့ခေါ်တဲ့အတူရောင်အသားပေးမှုပါဥပမာနာမည်ကြီးအသိကြီးတသိန်းဟာကစားသမားအစုံလင်မပါတော့သိရနဲ့ပေါက်ကြီးမှာကြတော့လုံးဝအသိကြီးဘက်ကနေတာနေတဲ့အမျိုးပေးထားတာပါဒီတော့လူတွေကနာမည်ကိုကြည့်ပြီးတော့အသိကြီးပဲဆိုပြီးတော့လောင်းကြတဲ့အခါမှာဒိုင်ကအသားလေးပတ်ဆက်သိမ်းသွားတာမျိုးပါဒုတိယတစ်ချက်ကတော့ off shift ပေါက်ကြီးပြောင်းလဲပါပွဲမစခင်နိုင်ဝါလုံးမှာပေါက်ကြီးကိုလုံးဝအတက်ကြများအောင်လုပ်ပြီးတော့ခမရရဲ့အတွေ့တွေကိုဝေဝါအောင်လုပ်တတ်ပါတယ်တကယ်တော့ဒိုင်ဆိုတာဘယ်သူနိုင်နိုင်အမျက်ရအောင်လို့ Bangladesh လို့ခေါ်တဲ့ commission ကိုပေါက်ကြီးရဲ့မှာညှက်ထားပြီးသားပါဒါကြောင့်ပေါက်ကြီးဆိုတာနိုင်ကြီး probability တခုတည်းကိုပြတာမဟုတ်ဘဲနဲ့လူတွေဘယ်ဘက်ကိုငွေပုံထည့်မလဲဆိုတဲ့စိတ်ပညာကိုပါထည့်ထားတာပဲဖြစ်ပါတယ်ဘောလုံးဝဲရလက်တဲ့လူတွေဘယ်ဘက်ကိုငွေပုံထည့်မလဲဆိုတော့ဒိုင်တွေကပို့ပြီးတော့အရေးထားတာမို့ဒိုင်နောက်ကိုမလိုက်ဖ ೇನೆ ကိုယ်တိုင် data ကိုတွက်ချက်တတ်ဖို့လိုအပ်ပါခလုံးမျိုးသုံးတိကြီးခုသွားပေးညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်